မာနကန်နဲ့ဂျိုရှွာဘန်တို့ဘယ်လောက်ထိလေတိုက်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြည်သက်တွေကိုတလွှာချင်းလွှာပြီးပြခဲ့တယ်နောက်ပိုင်းမှာတော့မာနကက်ကဂျိုရှွာဘန်နဲ့တက်ဆူရိုတိုင်နာပွဲဖြစ်သွားတဲ့အနေအထားမှာဂျိုရှွာဘန်မဲ့အနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကခံမှန်းခဲ့တယ်ဘယ်အကြောင်းအရာကိုအဓိကအသားပေးလဲဆိုတော့ဂျိုရှွာဘန်ကိုအနိုင်ရဖို့ဆိုရင်ဖိုက်တာအနေနဲ့ဖီယာဘေဘီကစားမှရမယ်တက်ဆူရိုတိုင်ရာကအဲ့လိုဖီယာဘေကစားတတ်တဲ့ဖိုက်တာမျိုးမဟုတ်ဘူးဒါကြောင့်မလို့သူ့အနေနဲ့ ground game ကျွမ်းကျင်သည့်တိုင်အောင်ဂျိုရှွာဘန်ကိုအနိုင်ရဖို့မဖြစ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မာနကက်ကခံမှန်းခဲ့တယ်မာနကက်ကအခုလုံးမှာဘာဖြစ်လို့သတင်းမီဒီယာသမားတွေထက်ကိုတက်လာတာလဲဆိုတော့သူကလည်းမကြခင် KOG နဲ့ UFC Fight Night ပြိုင်ပွဲမှာထိတ်ဆုံးကောင်ပွဲအဖြစ်ထိုးသက်တော့မှာအဲ့ဒီပွဲကချန်ပီယံကပတ်စင်ခေါ်ပွဲလို့လည်းပြောလို့ရတယ်လက်ရှိ flyweight တန်းမှာအရန်ကိုစွာနေတဲ့ fighter နဲ့ထိတ်တိုက်တွေ့တဲ့ပွဲမျိုးလို့လည်းပြောလို့ရတယ်ဒါကြောင့်မို့လို့သူကမီဒီယာသမားတွေထိတက်လာတာဒီအနေထားမှာဂျိုရှွာဘန်ကလည်းသူကချန်ပီယံအစ်စ်မန်ဆိုတာအမှန်ကန်ကိုတက်သေးထူထားပြီးတက်ဆူရိုတိုင်ရာကိုနဖူးတောက်ပြပြီးကိုချန်ပီယံကပတ်ကြီးကိုမမမဲမဲနဲ့ကာကွယ်ပြထားပြီးဒါကြောင့်မို့လို့သတင်းသမားတွေကမာနကက်အနေနဲ့ဂျိုရှွာဘန်ပေါ်ဘယ်လိုပုံစံမျိုးမြင်လဲဘယ်လိုပုံစံမျိုးသဘောထားလဲဆိုတဲ့မေးခွန်းတွေကိုမေးသွားကြတယ်ကာရီဂရှင်ဖိုက်တာကတော့သူကတက်ဆူရိုတိုင်ရာကိုအနိုင်ရမယ်လို့ခံမှန်းထားခဲ့တဲ့အတိုင်းတကယ်ဖြစ်လာတယ်သို့တော်လည်းပဲဂျိုရှွာဘန်အတွက်ဘယ်နေရာတွေမှာပို့ပြီးအားသစ်မိလဲဆိုတဲ့အကြောင်းအရာတွေကိုသူကအခုလိုပုံစံမျိုးနဲ့ဆွဲထုတ်ပြသွားပါတယ်ဘယ်မဲ့နိုင်ရမယ်ဆိုတာကျွန်တော်ကကြိုပြောခဲ့ပါတယ်တိုင်တာမှာကဒီလိုပွဲမျိုးထိုးဖို့တဲ့အတွေ့အကြုံမရှိပါဘူးဒီကလေးကဖိုက်တာကောင်းတယောက်ပါဒါပေမဲ့လိုအပ်ချက်တွေကလည်းအများကြီးပါပဲတကယ်လို့ကျွန်တော်နဲ့တော့ထိတ်တိုက်တွေ့ရမယ်ဆိုရင်သူ့ကိုအမှောက်သိပ်တာမျိုးအထိတောင်မြင်အောင်ကြည့်မိပါတယ်ဘန်ကတော့သူ့အလုပ်သူလှုပ်သွားတယ်အများအားပြောနေကြအတိုင်းပဲဘန်ကကျွန်တော်နဲ့ဆိုလိုက်ဖက်တဲ့ပြိုင်ဘက်တယောက်စတိုင်အားဖြင့်လည်းကိုက်ညီမှုရှိနေတာမို့ကျွန်တော်တို့သာပွဲဖြစ်လိုက်မယ်ဆိုရင်ပြည်သက်တွေအတွက်ရန်ကိုကြည့်ကောင်းတဲ့ပွဲမျိုးဖြစ်လာမှာပါဒါပေမဲ့ကျွန်တော်ကတော့တက်တောက်တက်တာနဲ့ကိုအနိုင်ရမယ့်ပွဲမျိုးလို့တောင်မြင်အောင်ထားပါတယ်တိုင်တာနဲ့ထိုးသွားတဲ့ပွဲအကြောင်းပြန်ဆက်ရရင်မျောလင့်ထားတဲ့အတိုင်းဘာမှကိုထူးထူးခြားခြားဖြစ်သွားတာမျိုးမရှိပါဘူးဘန်ရဲ့ ground game မှာတီတီငြိမ်နဲ့နီးစနစ်ကြကြတုတ်ပြန်သွားတဲ့အချက်ကိုတော့အားသိမိပါတယ်စမတ်ကြလွန်းနဲ့ညီညင်သာသာလေးနဲ့ရုံထွက်ပြတဲ့ခွာဖြုံးပြစ်တာမျိုးတွေမရှိဘူးတိတ်ကိုပါနဲ့လွန်းတဲ့ကောင်းလေးပါဒါကြောင့်မို့ congratulation လုပ်ပါတယ်ဆိုပြီးမာနယ်ကက်ကမှတ်ချက်ပေးသွားပါတယ်တကယ်တော့ promotion ဘက်ကမာနကက်နဲ့ဂျိုရှွာဘန်တို့ကိုအရင်ဆုံးပွဲတည်ခဲ့တာမာနကက်ဘက်ကကြီးကြောက်တွေတအားများလွန်းလို့မာနကက်ကိုခွင့်ရမပေးတော့ဘဲနဲ့တက်ဆူရိုတိုင်တာဘက်ကိုလှမ်းပြီးတော့ပြောင်းပြီးခွင့်ရပေးခဲ့တာဒီလိုပုံစံမျိုးနဲ့ UFC 328ပြိုင်ပွဲရဲ့ကိုမိန်ပွဲစဉ်ကဖြစ်လာခဲ့တာဖြစ်တယ်တစ်ဖက်ကမာနကက်ကတော့ကြီးကြောက်တွေများလွန်းလို့ဝိတ်ချတာခက်တဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့စင်ကြေတွေပေးလွန်းလို့သူ့ကို KOG နဲ့ပဲပွဲတည်ပေးလိုက်တယ် UFC Fight Night ပြိုင်ပွဲရဲ့ခေါင်းပွဲဖြစ်သတ်မှတ်ပေးလိုက်တယ်အဲ့ဒီတွဲဆိုင်ကဒီလာထဲမှာပဲထိုးသက်ကြမှာဖြစ်လို့မကြခင်မှာဘယ်သူကအမှန်ကန်လဲဆိုတာအဖြေထုတ်ကြတော့မယ်ဒီနေ့မှာအခင်းကျင်းတစ်ခုကိုကျွန်တော်ကပြောကြည့်ချင်းသေးပါတယ်မာနကက်အနေနဲ့ KOG ကိုတကယ်ပဲအနိုင်ရတယ်ဆိုရင်တော့သူကနောက်ထပ်ချန်ပီယံကွက်စိန်ခေါ်ခွင့်ရမယ်ဆိုတာလုံးဝပြောနေကြမလို့ဘူးကျိန်းနေပေါက်သူစီကိုအခွင့်အရေးရလာမယ်ဖြစ်လဲဖြစ်တဲ့နဲ့ဒို့ပေသည့်တိုင်အောင် KOG ကိုမြတ်သူကရှုံးနိုင်သွားတယ်ဆိုရင်ဒီဖိုက်တာအနေနဲ့နောက်ထပ်အခွင့်အရေးရဖို့မလွယ်တော့ဘူးအသက်အရွယ်ပိုင်းအဖြစ်ဆိုရင်သူ့အနေနဲ့အကောင်းဆုံးအချိန်ပုံစံမျိုးရောက်နေပြီးနောက်တစ်ချိန်ထပ်ပြီးကြိုးစားရအောင်မယ်ဆိုရင်ဒီဖိုက်တာအတွက်လုံးဝအခွင့်အရေးတွေလက်လွတ်သွားတဲ့ပုံစံမျိုးတောင်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့မာနကက်အနေနဲ့ဂျိုရှွာဘန်ကိုပလေးတဲ့အနေအထားမှာလုံးဝစွန့်စားမှုတွေအများကြီးကြီးလွန်းတယ်တကယ်လို့များ KOG ကိုဒါရှုံးသွားမယ်ဆိုရင်သူ့အနေနဲ့သူ့ရှေ့ရောက်လာတဲ့အခွင့်အရေးကောင်းကြီးကိုလက်လွတ်လိုက်ရတာဆိုတဲ့နောင်တမျိုးနဲ့တစ်သက်လုံးကိုသိမ့်ပိုက်နေမှာဆိုတော့ကြတော့ကိုက်ရှင်ဖိုက်တာကိုယ်တိုင်ကတော့အဲ့လိုပုံစံမျိုးမမြင်ဘူးနောက်ပွဲမှာဂျိုရှွာဘန်ကိုပန်တိုဂျာနဲ့တည်ပေးမယ်ဆိုရင်လည်းပြဿနာမရှိဘူးသူကတော့ KOG ကိုအနိုင်ယူပြပြီးတော့ထိုင်ဆောင်နေမယ်ဆိုပုံစံမျိုးနဲ့အခုလိုစကလုံးတွေနဲ့တုတ်ပြန်သွားပါတယ်နောက်ပွဲမှာဘသူကိုအခွင့်အရေးပေးကိစ္စမရှိပါဘူးကျွန်တော်နဲ့ KOG ထိုးအပြီးမှာပန်တိုဂျာနဲ့မချေပွဲတဲပြီးရင်လဲသူနဲ့ထိုက်တန်လို့ပါပဲသူကချန်ပီယံဟောင်းတယောက်ချန်ပီယံကပတ်ကိုလည်းအချိန်ပေါင်းများစွာကာကွယ်ပြခဲ့တယ်ဆိုတော့ကြတော့ကျွန်တော်ကိုခွင့်ရတက်မပေးရင်လဲအေးစေးနာရင်အားပြန်မွေးယုံပေါ့ကျွန်တော်ဘက်ကတော့ promotion ဘက်ကကန်လန့်လာမဲ့ဘယ်ပြိုင်ပဲမျိုးနဲ့ဖြစ်ပွဲဖြစ်ပေးယုံပါပဲချန်ပီယံဖြစ်မဲ့သူတွေကဒီလိုပဲခံယူထားကြတာပါကျွန်တော်ကတော့ကိုပခုံးပေါ်မှာချန်ပီယံကပတ်ကြီးရောက်လာမယ်ဆိုတာကြိုပြီးမြင်ထားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့မာနယ်ကက်ကတုတ်ပြန်သွားပါတယ်